ရီးသားခဏရောက်ထတာသူ့ကုန်ရှိတယ်မနောက်ဘူးနင်ပြောင်းသွားမြင်ပြီလားရီးသားဆိုအဲ့လိုမေးတယ်အရန်ချစ်ခင်ရတဲ့သူတွေရှိသေးတယ်တခြားလူတွေလည်းကျွန်တော်တို့အတွေ့ကျွန်တော်ချစ်ခင်နေရတာကိုကြိုက်တယ်ချစ်ခင်မှုလည်းနေတယ်လေးစားမှုလည်းနေကြတာပေါ့နော်အဲ့တော့သူတို့ရဲ့အခုဆိုရင်မွေးတဲ့ကလေးဆိုလဲကိုနီနီဆိုလဲမွေးပြီသူဝေးတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးချစ်နေရတာပေါ့ကွာအားလုံးတန်ဖိုးထားရတာပေါ့ကလေးလေးပဲငါဒီမလေးပဲလိုက်ထင်းပြီးအေးစင်းနေရတယ်အားလုံးချစ်ခင်ဒီလိုပဲနေရကောင်းအေးစင်းပဲနေအဲ့ဒါတော့အားပေးတယ်ကောင်လေးကိုကြည့်လေရမ်းချောတယ်ရမ်းချောနေကောင်ရမ်းချောလို့ရတယ်ဒီကောင်လေးဆိုရင်ကြည့်လိုက်ပါဒါအရန်ချုံမလာမနေတဲ့စိတ်လေးနဲ့အဖြူလေးနဲ့ကိုတွေ့ရမှာဖြစ်ပါတယ်ဒီကောင်လေးဒီအရောင်ဝတ်တာအရန်ရှားပါတယ်တော်တော်ရှာမနေ့ကရှာတာသွားပြီတော်တော်ရှာတာဒီအရောင်ကလည်းတော်တော်ရှားတယ်အမတို့နှစ်ခါချုပ်ကြတယ်အမဆိုရင်နှစ်စုံကုန်တယ်ဘယ်လိုဆောင်ဒီဇိုင်နာချုပ်ပြီးတဲ့အရောင်ကိုတူလို့တာချုပ်တာတူတယ်အနည်းလည်းဆုံးဒီဒီဇိုင်နာရှာလိုက်တယ်သူတော့ဘယ်လိုရှာလဲကျွန်တော်ကကိုယ့်အကိုသွားရှာရတာသွားရှာဆိုအဆင်ပြေပါတယ်လားတော်တယ်နော်အင်ကြီးသူတို့လိုချင်တာအရောင်မဲလေအဆင်ပြေပါတယ်ဟောစင်ပေးရလူလည်းရှိပါတယ်ကိုယ့်အကိုစင်တာတော့များပါတယ်ကျွန်တော်တို့ချင်းဆိုရလူမော်ဒယ်လည်းမဟုတ်တရုပ်ဆောင်လည်းမဟုတ်ဘူးဆိုတော့နည်းနည်းငါစင်ရတယ်ငါတော့ရှာစင်ပေးရလူလည်းရှိပါရှိရဲဆိုစင်ပေးမဟုတ်ချုပ်ပေးရပါဘောချုပ်ပေးအဲ့ဒါကိုစင်တာငါစင်ရတာစိတ်ဝင်အရန်ရှို့တယ်စိတ်ဝင်စားစမ်းပါနဲ့ဟာကလေးလေးပဲငါဒီမလေးပဲလိုက်ထင်းပြီးအေးစင်းနေရတယ်ငါတို့ချစ်ခင်ဒီလိုပဲနေရကောင်းအေးစင်းပဲနေအဲ့ဒါတော့အားပေးအားမကြနဲ့နိုးအဲ့ဒါလူတိုင်းအဲ့လိုမျိုးအိမ်အောင်ကြပြဲလူတိုင်းကယောက်ျားမိန်းမတွေအကုန်ပြောတယ်ငါတို့အားမကြနဲ့ငါတို့အားမကြနဲ့မဟုတ်လေသူတို့ကြောက်သူတို့ဘာလို့တာရနေပြီငါကြောက်ငါတို့အားမကြနဲ့လို့ပြောကြတကူနဲ့တာရတာနဲ့တယောက်တည်းတောက်ပါပြီးတာရတာလည်းမတူဘူးဟုတ်တယ်ဟာကိုမြင်တွေ့နေရတာဘာတောင်းစရာအကြောင်းလဲအသေးကွဲမှာဖုံးဆက်ပြီးတော့ငိုတာဘာမတောင်းဟမ်ငါတဲ့မကွဲဘူးပါရှောက်ဟုတ်တယ်ကျွန်တော်ဒီ SC ပွဲမှာကျွန်တော်ကအင်ချီလောက်တချင်းအများကြီးမဆိုရပါဘူးခင်ဗျာကျွန်တော်လေးဖို့ပဲဆိုရမှာနော်ကျွန်တော်ပိုင်းဆိုတော့ကျွန်တော်တပိုင်းပဲဆိုရတပိုင်းမှာအဝင်မှာရောက်သွားတော့တစ်ခါပြန်ဆိုနော်အဲ့ဒီချင်းနဲ့စမထွက်နေတော့ပါအေးအဲ့ဒီချင်းတော့တစ်ခါရှိသေးပါဟုတ်တယ်ကျွန်တော်တို့ကချစ်တဲ့ခင်တဲ့လူတွေချင်းချင်းတွေ့ကြတဲ့အခါကျရင်အဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်နေရတော့ကျွန်တော်ကြိုက်တယ်အဲဒါကြောင့်တွေ့ရရင်ဝမ်းသာတယ်ပျော်ရွှင်တယ်ဘယ်သူနဲ့မဆိုသူလည်းကလည်းသူလည်းအောင်မြင်လာတဲ့အချိန်မှာလည်းအင်ဂျင်နဲ့ပွဲတွေအများကြီးတော်တော်များများဆုံခဲ့ကြတယ်ဒီလိုဟုတ်ကဲ့ကျွန်တော်ကြီးသွားအဲ့လိုမျိုးအများကြီးပဲပေါ့နော်နယ်တွေလည်းတော်တော်ဆုံကြတယ်အဲ့ခါကျတော့မောင်နှမတွေကအဲ့လိုပေါ့ရှင်နေခွင့်ကြတော်စကားတွေပြောကြတယ်ပြောတယ်မိုးကြတယ်ပြောတယ်ချင်းချောင်းတွေလည်းတိုင်ပြီးကြံကြံလည်းပေးကြတယ်ပေါ့ပြီးတော့လည်းရင်ဖွင့်တယ်ဟုတ်တယ်တကယ်အရင်ဖွင့်တာပေါ့အင်ဂျင်စကားပြောဖို့ဆိုတာလိုတယ်တကယ်လေးနေမှာရီးသားခဏရောက်ထတာသူ့ကုန်ရှိတယ်မနောက်ဘူးနင်ပြောင်းသွားမြင်ပြီလားရီးသားဆိုအဲ့လိုမေးတယ်အရန်ချစ်ခင်ရတဲ့သူတွေရှိသေးတယ်တခြားလူတွေလည်းကျွန်တော်တို့အတွေ့ကျွန်တော်ချစ်ခင်နေရတာကိုကြိုက်တယ်အဲ့လိုမျိုးအားလုံးပါပဲအားလုံးအားပဲတော်တော်များပါပဲတခါတလေမှအချစ်မှာကြာရှုံးသွားပြီးတော့လည်းဖြစ်တတ်တာဖြစ်တယ်အချစ်မှာကြာရှုံးသွားဘုံကလေးရောဘုံကနေတော့မဖြစ်နိုင်ဘူးတော့ကြည်နူးစရာဖြစ်မှာတော့မေဦးမေချိတဲ့လူတွေအနီနီတို့ဂျူဝါတို့ဘယ်သူနဲ့လဲအနေနဲ့လူကြီးရနေဆိုရင်တော့ကလေးဖြစ်သွားတယ်ကလေးအနေနဲ့ပေါ့နော်အဲ့လိုစနှောက်ပေါ့ပြီးတော့လို့ရှိရင်အဲ့လိုကိုယ်ရင်းနေကျွေးတူတွေနဲ့တူလို့ရှိရင်လည်းအဲ့လိုနောက်ပြောင်းအများကြီးပြောင်းလဲသွားတာပေါ့ဟိုကလေးတွေမွေးသွားပြီတော့ကြားရပါရဲ့ဒီရိုင်မွေးကလေးတော့တော်စကားတော့ပြောတယ်ဘာသာနှမျိုးတော့တန်းနေဗမာစကားလည်းပြောအင်္ဂလိပ်စကားလည်းပြောနော်ဟောပါတင်းငယ်ရင်းကြက်ကြတယ်ပေါ့လေအရွယ်နဲ့အမျှပေါ့လေတင်းငယ်ရင်းကြက်ကြတယ်နောက်ပြီးတော့ဘာဖြစ်လဲဆိုတော့ဟောပေါ့နော်အချိန်ကြီးကြာလာတာနဲ့အမျှတန်ရောစင်တွေပို့လာကြတယ်တန်ရောစင်တွေပို့လာကြတဲ့အခါမှာဘာဖြစ်လဲဆိုတော့တငယ်ချင်းတန်ရောစင်တွေရှိတယ်မောင်နှမလိုလည်းဖြစ်လာတဲ့အခါကျတော့စိုးဒီကောင်းတွေကိုလည်းပြောတယ်ခုနဆိုရင်အင်ချစ်ချင်းစုံနေတယ်သူအောက်ကနေသူတောက်ချောက်ကြည့်ပေးတယ်အင်ချစ်မျက်နှာလေးနဲ့အစိုးရချင်းချင်းကြအထာသိတယ်ဟောအင်ချစ်မျက်နှာတန်းပြတ်သွားတယ်တခုခုဖြစ်နေပြီဆိုပြီးတော့ပြောအင်ချစ် speak ဟို monitor လမ်းထုတ်လိုက်တာနဲ့မှန်တယ်နင်းဆိုနေမှန်တယ်အင်ချစ်ကိုဆိုနေအတန်မှားနေလားမှန်နေလားဟောနော်ရုပ်ပြတ်သွားတယ်သူတန်းသိတယ်အဲ့လိုပဲကြည့်နေရအောင်ဆိုလို့ရှိရင်လည်းသူတချင်းဆိုပါဥမာသူတီးလုံးတယ်နည်းနည်းတိုးနေလို့ဆိုအင်ချစ်ပြေးပြီးတော့ DJ ကိုတီးလုံးအရန်တိုးနေဘာလို့လဲ vocal ကဘာဖြစ်အဲ့လိုမျိုးပေါ့တယောက်နဲ့တယောက်နဲ့ဟိုဒါဘူးမှမြင်မတော်ဘူး perfect ဖြစ်အောင်လို့ကိုကြီးကြတဲ့ဒီကောင်မမြင်မတော်ဘူးမှမနေဘူးပေါ့နော်အဲ့လိုဝိုင်းဝန်းပြီးတော့ကိုကောင်းနေရတယ်ဖြစ်စီချင်ကိုစုံနေလည်းသူကိစ္စမဟုတ်ဘူးကိုရင်းနေကြအဲ့လိုမဟုတ်တော့သူ့ကလည်းကောင်းစီခြင်းတယ်သူကလည်းကိုဟုတ်တယ်အဲ့လိုမျိုးပဲ
အားလုံးအဆင်ပြေစေချင်တာပေါ့နော်အဲ့ဆိုမော်နီတာမကြားရအောင်ဆိုတော့စိတ်ပေါ်လည်းပြရတဲ့အချိန်မှာ စပီကာကုန်းပြီး စပီကာဒါစပီကာနောက်လည်းတိုးမှရမယ်ပေါ့ဘာလို့လဲဆိုမော်နီတာကဒီ state နဲ့အရန်ကတ်နေတော့ဟိုထွက်တဲ့အတန်နဲနေတာပေါ့ technique ဘိုင်းတွေကြတော့အဆိုတော်တွေပဲနားလဲပြီးတော့အဆိုတော်ကြောင့်မျက်နှာပြတ်သွားတယ်ဘာဖြစ်သွားလဲဆိုတော့ချင်းချင်းပဲသိတာ ချက်ချင်းသိရအပြင်လိုကတော့ချက်ချင်းမသိနိုင်ဘူးပေါ့နော်ဟိုဘာပဲဖြစ်ဖြစ်ဒီကိုတန်ဖိုးထားချစ်ခင်ရတဲ့ဒီဂီတာပေါ့အဲ့လိုမျိုးပါပဲအများကြီးပါဂီတာကရောပြီးတော့တခြားပြင်မာလည်းရှိပါတယ်ကျွန်တော်ကတန်ဖိုးထားတာပါတန်ဖိုးထားတယ်သူတို့ကလေးတွေဆိုလဲကိုကအဲ့လိုမျိုးကိုပြီးဆိုင်ရတဲ့ကလေးလိုမျိုးပဲအဲ့လိုမျိုးတန်ဖိုးထားတာပေါ့နော်ဒါသူတို့ရဲ့တကယ်ကိုဒါယူရလည်းမဟုတ်လေအိမ်ချစ်ကြီးပေါ့ပြောချင်တာဒါဒီမျိုးဆက်တွေကမျိုးဆက်ကြီးဆိုတာအဲ့လိုမျိုးရှိရလေဒါတို့ဟိုအိမ်ချစ်လေးဖေးရနေပြီးတော့အိမ်ချစ်ကြီးဟိုအိမ်ချစ်ကြီးဆိုတာကငါတို့ရဲ့မဟုတ်လေဟုတ်ပုံရိပ်ကြီးမားတယ်ဆိုရဲအရာတွေပြောချင်တာပါကိုရင်းကရေးကြီးမှငါ့ပဲပဲရှိတယ်ဟိုကြီးမားတယ်ဆိုတော့ဟိုကိုညွန်စရာကောင်းတယ်လေဒါလူတိုင်းဒါမျိုးတွေဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဖြစ်တဲ့အရာမျိုးတွေရှိဒါကြောင့်ဒီလိုမျိုးဖြစ်တည်လာတဲ့အရာတွေပေါ်မှာကျွန်တော်တို့ကလည်းတန်ဖိုးထားတယ်လေးလေးဆဆန်းလည်းရှိတယ်ကျွန်တော်စနောက်တဲ့အဲ့ဒီဘိုင်းတွေကတစ်မျိုးပေါ့နော်အလုပ်လုပ်တဲ့အခါမှာလေးလေးဆရှိရဲအဲ့လိုမျိုးကျွန်တော်တို့ကလည်းအများလေးစားမှုနဲ့ပဲကျွန်တော်တို့ကအဲ့လိုမျိုးချစ်ခင်မှုနဲ့နေတယ်လေးစားမှုနဲ့နေကြတာပေါ့နော်အဲ့တော့သူတို့ရဲ့အခုဆိုရင်မွေးတဲ့ကလေးဆိုလဲကိုနီနီဆိုလဲမွေးပြီသူဝေးတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်နေရတာပေါ့ကွာအားလုံးတန်ဖိုးထားရတာပေါ့